Eileen Loveborg is applying for your position at the university, George. Endowment and all. What? She's asked to be considered. I'm in competition with that woman. She cozied up to Professor Greenwood. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြင်ပြပေးမယ့်စကားလုံးလေးကတော့ cozy up to somebody ပဲဖြစ်ပါတယ်cozy ဆိုတာကြတော့တကယ်တမ်းကျတော့သူက adjective ကြီးပါသူ့ရဲ့အဓိပ္ပာယ်ကတော့နှွေးထွေးပြီးတတ်တောင်တတ်တာရှိရပေါ့လေများသောအားဖြင့်တော့အခန်းသေးလေးတွေအိမ်ခန်းသေးလေးတွေအဲ့လိုနေရာသေးလေးတွေအကြောင်းပြောတဲ့အချိန်မှာသုံးတာပါဥပမာအနေနဲ့ပြောရမှာဆိုရင်တော့ Oh you get a cozy bedroom here Oh မင်းအိမ်ခန်းလေးကတော့ cozy ဖြစ်လိုက်တာပေါ့အဲ့လိုနွေးထွေးထွေးတတ်တောင်တတ်တာရှိမဲ့ပုံပဲအဲ့လိုမျိုးပုံစံမျိုးပြောတာပါဒါပေမဲ့ cozy up to somebody ကကြတော့ phrasal verb ဖြစ်သွားတယ်မျက်နှာသာရအောင်လုပ်တယ်မျက်နှာလုပ်တယ်နောက်ဆုံးတော့လည်းမထူပါဘူးဖားတယ်ရားတယ်ပေါ့အဲ့လိုအဓိပ္ပာယ်မျိုးဖြစ်သွားတာပါdictionary ထဲမှာပေးထားတဲ့အဓိပ္ပာယ်ကိုကြည့်လိုက်လို့ရှိရင်လည်းသူတယောက်ယောက်ကိုခင်ခင်မင်မင်ပြုံးပြုံးချွင်ချွင်လုပ်တယ်ပေါ့ friendly သွားလုပ်တယ်ပေါ့ဒါပေမဲ့တကယ်တော့ तू ကကိုယ့်အတွက်အသုံးဝင်မဲ့လူမျိုးလို့သွားပြီးတော့လုပ်တာပေါ့နော်အဲ့တော့မျက်နှာသာရအောင်လုပ်တယ်မျက်နှာချူသွေးတယ်ဖားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါပဲအဓိပ္ပာယ်လေးပေါ်လာအောင်ဥပမာလေးခုလုပ်ပေးထားပါတယ်ကြည့်လိုက်ပါဦး cozy up to the manager and you will be fine မင်း manager သားမျက်နှာသွားလုပ်လိုက်ကွာ AC ဖြစ်သွားပါလိမ့်မယ်လို့ပြောတာပါမင်းနည်းနည်းသွားဖားလိုက်ပါကွာ AC ပေါ့မင်းကလည်းအဲ့လိုပုံစံမျိုးပေါ့လေဗီဒီယိုထဲမှာကြည့်လိုက်မယ်ဆိုရင်တော့မိန်းမကနေပြီးတော့ဝင်လာပြီးတော့George Eileen Loveborg ကတော့နည်းနည်းအောင်ဝင်ရှောင်းနေပြီဟေးဆိုပြောတယ်အဲ့မှာပဲသူ့ဘေးမှာရက်နေတဲ့အတီးကEileen Loveborg ကသူ့ကိုစဉ်းစားပြီးပြောထားတယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့မှာပဲ George ကငါဒီမိန်းမနဲ့ပြန်ရတော့မှာပေါ့ဆိုတဲ့ပုံစံမျိုးဝင်ပြောလိုက်တာပေါ့နော်ပြီးတော့သူ့အတီးရပဲထပ်ပြောတယ်သူက Professor Greenwood ကို cozy up လုပ်ထားတာလေပြောချင်တာကတော့မျက်နှာချိုသွေးထားတယ်ဖားထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဗီဒီယိုလေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦးEileen Loveborg is applying for your position at the university, George. Endowment and all. What? She's asked to be considered. I'm in competition with that woman. She cozied up to Professor Greenwood. Brown nose suck up to somebody, kiss somebody as, kiss as စတဲ့စကားလုံးတွေကလည်းအဲ့လိုအဓိပ္ပာယ်ရှိတဲ့စကားလုံးတွေပါပဲအဲ့ဒီစကားလုံးတွေအတွက်လည်းနောက်ကြောရင်ဗီဒီယိုသက်သက်လုပ်ပေးပါအောင်မယ်ဒီနေ့တော့ဒါတော့ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်